အဆင့်20ကဦးကို4 ဂိုးနဲ့နိုင်ရပြီးနောက်မန်ချက်စတာယူနိုက်တက်အများကြီးတိုးတက်လာပြီးလို့အမေရိန်ကြွေးကြော်ပရိသတ်များလုံးပဲမင်္ဂလာပါများ Yes Sport IMAX ခွန်ရှိကိုစာပေကနေပြန်လည်ကြိုလိုက်ပါတယ်မန်ချက်ယူနိုက်တက်အသင်းဟာမော်လီနူးကွင်းမှာဝူအသင်းကို4 ဂိုးနဲ့ဂိုးပြတ်ရလက်နဲ့နိုင်ယူခဲ့ပါတယ်ဒီနိုင်ပွဲပြီးမှာနီးပြရိုဝင်အမေရိန်ကအသင်းရဲ့စွမ်းဆောင်ရည်ပေါ်အလွန်အားရကျေနပ်မှုရှိနေပြီးအသင်းအမှန်ကန်တဲ့လမ်းကြောင်းပေါ်ကိုရောက်နေပြီလို့ထုတ်ဖော်ပြောကြားခဲ့ပါတယ်အမေရိန်ကပွဲပြီးသတင်းစာရှင်းလင်းပွဲမှာ we improve a lot ကျွန်တော်တို့အများကြီးတိုးတက်လာခဲ့တယ်လို့ပြောကြားခဲ့ပါတယ်ဒီစကားဟာရလက်4 ဂိုးကိုကြည့်ပြီးပြောတာတတ်မဟုတ်ပါဘူးကစားပုံကိုပါရည်ညွှန်းတာဖြစ်ပါတယ်ရခင်ပွဲတွေမှာယူနိုက်တက်ဟာပွဲကိုမိနစ်60လုံးထိန်းချုပ်ဖို့ရုန်းကန်ခဲ့ရပေမယ့်ဒီပွဲရဲ့ဒုတိယပိုင်းမှာတော့ပွဲကိုလုံးဝစိုးမိုးထားနိုင်ခဲ့ပါတယ်ပရာပိုင်းအပြီးမှာ1-1ဖြစ်နေချိန်အဝေးကွင်းလည်းဖြစ်ပြန်ဘက်ကခြေပါကိုရပြီးစိတ်တက်နေချိန်မျိုးမှာဒုတိယပိုင်းပြန်ဆတာနဲ့ချက်ချင်းတုတ်ပြန်ပြီးဂိုးတွေဆက်တိုက်သွင်းယူနိုင်ခဲ့တာစိတ်လက်ပိုင်းဆိုင်ရာတိုးတက်လာမှုကိုပြသနေပါတယ်ကျွန်တော်တို့ပွဲစကလေးကကောင်းခဲ့ပါတယ်ဂိုးတွေအများကြီးသွင်းနိုင်မယ်ခွင့်ရခဲ့ပါတယ်ဒုတိယပိုင်းမှာတော့ကျွန်တော်တို့ပွဲကိုတတ်နိုင်ခဲ့တယ်ဒါကကျွန်တော်တို့လိုချင်တဲ့ပုံစံပါပဲလို့လည်းအမေရိကန်ကဆိုပါတယ်ဒီပွဲမှာ United တိုးတက်မှုကိုအပိုင်းနှစ်ပိုင်းခွဲခြားမြင်နိုင်ပါတယ် United ဟာပွဲအစ25မိနစ်မှာ Casemiro ရဲ့ဖိအားပေးမှုကနေ Bruno Fernandes ရဲ့ဂိုးနဲ့ဦးဆောင်နိုင်ခဲ့ပါတယ်ဒါပေမဲ့ Mbumo Konya နဲ့ Ahmed တို့အခွင့်အရေးတွေလွဲချော်ခဲ့ပြီးတဲ့နောက် Wu ရဲ့ခြေပါကိုခွင့်ပြုလိုက်ရပါတယ်ဒါ United ရဲ့အရင်ကအားနည်းချက်ဟောင်းအခွင့်အရေးဖြုံးနေမှုနဲ့ခန်းစင်အမှားပြန်ပေါ်လာတာပါဒါပေမဲ့ဒုတိယပိုင်းမှာတော့ Amorim ရဲ့အသင်းဟာတရားနာတာမှုကင်းမဲ့တဲ့ပုံစံပြောင်းသွားခဲ့ပါတယ်52မိနစ်မှာ Mbumo 62မိနစ်မှာ Mason Mount နဲ့နောက်ဆုံး Bruno Fernandes တို့ရဲ့ပယ်နယ်တီသွင်းဂိုးတွေနဲ့ပွဲကိုအပြတ်ဖြတ်ခဲ့ပါတယ်ဒီလိုပြတ်သားမှုမျိုးကို Amorim ကတိုးတက်မှုလို့ခေါ်ဆိုတာဖြစ်ပါတယ်Amorim ကအတူချင်းထန်အသင်းလိုက်ကစားပုံကိုချီးကျူးခဲ့ပေမဲ့ကစားသမားတို့ရဲ့စွမ်းဆောင်ရည်ကထင်ရှားခဲ့ပါတယ်Bruno Fernandes ကဒီပွဲမှာ2 ဂိုးသွင်း1 ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်အသင်းကောင်းဆောင်ဟာအရေးကြီးတဲ့အချိန်မှာရှေ့ကနေမမမက်ရက်တီပေးခဲ့ပါတယ်သူရဲ့ခုတ်တင်ပေးဖို့မှုကနေမောက်ဂိုးသွင်းနိုင်ခဲ့တာကကမ္ဘာအဆင့်မီဖန်တီးမှုပါပဲဒန်ယာရင်ချင်းသွမ်းကြဆင်းမှုတွေနဲ့ရုန်းကန်ခဲ့ရတဲ့မောက်ဟာ Amorim လက်ထက်မှာအရေးပါတဲ့ကစားမအဖြစ်ပြန်လည်မွေးဖွားလာပါတယ်သူရဲ့ဂိုးသွင်းယူမှုနဲ့ကွင်းလည်လှုပ်ရှားမှုတွေကအသင်းကိုအများကြီးထောက်ကူပြုခဲ့ပါတယ်။ကိုညာကဂိုးမသွင်းနိုင်ခဲ့ပေမဲ့သူ့ရဲ့ဘောလုံးတင်ဆောင်မှုနဲ့ဖန်တီးမှုတွေကတိုက်စစ်လမ်းကြောင်းတွေဖွင့်လှစ်ပေးခဲ့ပါတယ်။ United ရဲ့ဒီနိုင်ပွဲဟာရလက်ကောင်းရုံသာမကမှတ်ပေးစရာအခြေအနေကိုပါပြောင်းလဲစေခဲ့ပါတယ်။ United ဟာအဆင့်6ထိတလန်းနိုင်ခဲ့ပါပြီ။အခုဆိုရင် Champions League ဝင်ရမယ့်အဆင့်4နေရာနဲ့တက်မှတ်တာကွာဟပါတော့တယ်။ရာသီအစားကရုန်းကန်ခဲ့ရတဲ့အသင်းအတွက်ဒါဟာကြီးမားတဲ့ပြန်လာမှုပါ။အမေရိကန်ကအခုအချိန်မှာမှတ်ပေးစရာကိုကြည့်ဖို့မလိုပါဘူးကျွန်တော်တို့ရဲ့အခြေစွမ်းတိုးတက်ဖို့ကိုပဲအာရုံစိုက်ရပါမယ်။ရလက်တွေကသူ့လိုလာပါလိမ့်မယ်လို့သတိပေးစကားပြောကြားခဲ့ပါသေးတယ်။တစ်ဖက်မှာလည်းအမေရိကန်ကပြန်မဲ့အခြေအနေကိုထည့်သွင်းစဉ်းစားဖို့လိုပါတယ်။ဟိုအသင်းဟာပရိသတ်ဆန္ဒပြမှုတွေနိုင်ပွဲမရှိမှုတွေနဲ့ဆက်လက်ပိုင်းဆိုင်ရာအောက်ဆုံးရောက်နေတဲ့အသင်းမှာဒါကြောင့်တိုးတက်လာတဲ့ဆိုပေမဲ့ United အနေနဲ့ဒီအခြေစွမ်းမျိုးကိုအသင်းကြီးတွေနဲ့တွေ့တဲ့အခါမှာဆက်လက်ပြသနိုင်ဖို့လိုအပ်ပါသေးတယ်။ဒါပေမဲ့နိုင်တဲ့ပွဲကိုဂိုးပြတ်နိုင်ခဲ့တာကတော့ကောင်းမွန်တဲ့လက္ခဏာပါပဲ။ Ruben Amorim ပြောတဲ့အများကြီးတိုးတက်လာတယ်ဆိုတာမှန်ကန်ပါတယ်။ United ကစားသမားတွေက Amorim ရဲ့နီးစနစ်ကိုနားလည်စာပြုလာပြီးတိုက်စစ်ပိုင်းမှာပုံမထက်မြက်လာသလိုစိတ်ဓာတ်ပိုင်းမှာလည်းပုံမကြန့်ခိုင်လာပါတယ်။ဝူးနယ်ပွဲက4 ဂိုးရလက်ဟာ Amorim ခင်းတဲ့ရဲ့အလားအလာကောင်းတွေကိုပြသလိုက်တာဖြစ်ပြီးပရိသတ်တွေအတွက်ကတော့ Top 4 ဝင်ငွေမျှော်လင့်ချက်ပြန်လည်ရှင်သန်လာစေတဲ့အဖို့တန်ညာတညာဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ United ဆိုတာကမထင်သလိုထထဖောင်းနေတက်တာကြောင့်အခုနိုင်ပွဲရပြီးတဲ့နောက်ရှေ့ပွဲတွေမှာလည်းအခုလိုမျိုးခြေစွမ်းပြနိုင်ဖို့မျှော်လင့်ထားလို့မရနိုင်သေးဘူးဆိုတာ United ပရိသတ်တွေကိုယ်တိုင်သိကြပါလိမ့်မယ်။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ။